တရုတ်ကြီးကိုတရက်ကြသူမယားခေါ်ကိုတရုတ်ကြီးရဲ့ကိုတရုတ်ကြီးရဲ့ကျုပ်ပွဲသားကြည့်မလို့တယ်ဆိုတော့တရုတ်ကြီးကလည်းပဲရှိတယ်ကွာဆက်ပြောတယ်သားမကြည့်လို့မရဘူးတဲ့ဒါကလည်းကျုပ်နဲ့အမျိုးတော်တယ်တဲ့မင်းသားရတယ်ဆိုတရုတ်ကြီးကလည်းခေါင်းကုတ်တယ်နင်းနဲ့မင်းသားလုပ်တဲ့ခေါင်းနဲ့အမျိုးတော်အောင်လို့အဲ့ဒီခေါင်းကရှမ်းနေရဗမာစကားမများနဲ့တဲ့ကျုပ်မျိုးတော်တယ်ဆိုမျိုးတော်တယ်ပဲတဲ့သွားကြည့်မှသွားကြည့်ကိုကြည့်မှဖြစ်မယ်လက်မှတ်ကအလကားရတယ်ရောက်ပါဘူးသွားကြည့်ကိုကြည့်မှဖြစ်မယ်ဆိုတော့တရုတ်ကြီးကလည်းအချိန်နေသိရသဘောသူနည်းနည်းချိန်နေသူချိန်နေသူသိတယ်လေဆက်ပြီးတော့စကားများနေလို့ညစာငတ်တော့မဟုတ်သိရမလားဟောချက်မကြွေးတော့ညစာမိမချက်မကြွေးညစာငတ်မယ်လို့ပြောတာပါဗျခင်ဗျားတို့ကလည်းအဲ့နဲ့တရုတ်ကြီးကဘာမှဆက်ပြောဒါလေးမိကုတ်ပြီးအမိကုတ်ပြီးတော်လာလိုက်ခဲ့တယ်ဆိုတော့သိရမလားအတောင်20ဝင်းမင်းယောက်ျားပဲဥစားတော်ပါလိုက်ခဲ့ဆိုကုတ်နဲ့ပါသွားတာပေါ့မနေ့ကျတရုတ်ကြီးကိုလူတွေကလာမေးကြတယ်တရုတ်ကြီးကညတော့ပွဲသွားကြည့်တယ်ဘာခေါ်လဲရှိုးသွားကြည့်ဆိုတာရှိုးဘယ်နဲ့နေလဲဟာတဲ့ဒီမင်းသားလုပ်တဲ့အကောင်နဲ့တဲ့ရုပ်ချောအကကောင်ပြောကောင်းတာပဲတဲ့မိမတွေမပြောနဲ့တဲ့ငါတော်မှတဲ့တညပဲကြည့်မိလို့တဲ့နှစ်ညလည်းများဆက်ကြည့်မြင်ငါပဲမင်းသားမိမဖြစ်မလားမင်းသားပဲငါမရဖြစ်မလားအဲ့သိရမလားတရုတ်ကြီးကမိမတရုတ်ကြီးကြောင့်ပြောတာဟာတရုတ်ကြီးကြောင့်ပြောတာတရုတ်ကြီးကြောင့်ပြောတယ်ပြောချင်လို့မပါဘူးအဲ့တော့ဘာပြောချင်လဲဆိုတော့ကျွန်တော်10ရန်ကုန်ပါဆိုရမြင့်မို့ချွေပြက်ကြမဲ့ယောက်ျားဆိုပြီးတော့ခစ်ပြင်ဝိထုကြီးတပုတ်ကြီးရဲ့ဗျအဲ့မှာ10ရန်ကုန်ပါဆိုရဆက်လိုက်ပေါ့ဗျဘာကြီးတက်ကနေပြီးတော့သူ့ရဲ့အမှန်တော့သူ့သားပါဗျထားပါတော့သူ့ရဲ့တူလို့နာမည်ခံထားတဲ့သူ့ရဲ့သားပေါ့ဗျပြောတာတော့သူ့ဆက်ကတော်ရှုပ်တယ်ထားပါတော့လေသူ့ရဲ့သားပဲထိုက်ပါတော့ဗျသူ့ရဲ့သားပဲထိုက်ပါသူ့ရဲ့သားတင်မြင့်မောင်ဆုံးပါတယ်မှတ်ထားကြတဲ့မင်းသားတယောက်ကိုဖြက်ပြက်လူကြိုက်တယ်ဆိုတာတဲ့ယောက်ျားတွေမဟုတ်ဘူးကွာယောက်ျားတွေမှမရှိဘူးတဲ့မိန်းမတွေပဲရှိတယ်တဲ့အခုခေတ်ကြီးသိရမလားဥစားဘာခေါ်လဲခင်ဗျားတို့ခေါ်တဲ့ဟာကြီးရှိပါတယ်အဲ့ဟာကြီးမှာဗီဒီယိုလူကတန်းကြည့်ရတာမဟုတ်လေသိရမလားအဲ့ဒါကြီးပေါ်မှာတက်ပြီးတော့ဗီဒီယိုကနေပြီးတော့ဟိုရင်းပြုတ်ပြတဲ့အခါကြတော့သိရမလားမမီဖေတူငါလက်ဦးတွေအောက်ကနေကြည့်မိမကြီးတွေအောက်ကနေကြည့်ပြီးတော့ဖြက်လူပြီးတော့ဟိုရင်းပြုတ်ခြင်းစိတ်တွေပေါက်လာတာကြည့်ပြီးတော့ဆရာကဘာဆိုရတာမှန်လိုက်တာလို့ဒါသို့တော်လည်းတခုတော့ရှိပါတယ်အဲ့ဒါပြောဆိုလဲအဲ့မမီဖေတူငါလက်ဦးတွေမှာယောက်ျားကြီးတွေပတ်နေရတယ်တညိုကြီးပဲ